အားလုံးပဲမင်္ဂလာပါဗျ Smart Finance MM YouTube Channel ရဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဒီဗီဒီယိုမှာတော့ Ethereum ရဲ့9လပိုင်းအကုန်38တွေကိုပြပြပေးသွားမှာဖြစ်ပါတယ်အရေးကြီးတဲ့သတိပေးချက်လေးကိုအရင်ပြောချင်ပါတယ်ဒီဗီဒီယိုက Financial Advice မဟုတ်ပါဘူးဒီဗီဒီယိုထဲမှာအကြောင်းအရာတွေဟာလေးလာ38တွေနဲ့အမြင်တွေကိုသာမျှဝေထားတာဖြစ်ပါတယ်ယင်းနှမြုံနှံမှုမလုပ်ခင်မှာ DYOR လို့ခေါ်တယ်Do your own result ကိုသေချာလေ့လာပြီးကိုယ့်ရဲ့ risk ကိုကိုယ်တိုင်နားလည်ပြီးမှဆုံးဖြတ်သင့်ပါတယ်အရှိတဲ့ Ethereum ကဘာကြောင့်1800ဝန်းကျင်မှာအရှိန်အတော်ကြာအောင်ရှိနေရတာပါတလဲတော်တော်များများကမေးနေကြတဲ့မေးခွန်းလို့တော့ထင်ပါတယ် Ethereum ကိုတနေ့တနေ့ကြည့်ရတာဟာစေတမလား analysis တွေဆွဲရတာဟာဈေးကြမလားနဲ့ပေါ့နော် Ethereum ဟာနည်းပညာပိုင်းမှာတိုးတက်နေပေမဲ့ဈေးနှုန်းကတော့တစ်ခါတရံမှာ1800ဝန်းကျင်1900ဝန်းကျင်မှာအချိန်တော်တန်ကြအောင်ရပ်တန့်နေပါတယ်အကြောင်းရင်းတချို့ကတော့ပထမတစ်ချက်က market မှာပေါ့နော်ဝယ်လိုအားနဲ့ရောင်းလိုအားမညီမျှသေးတာပဲဖြစ်